ဆိုကြပါစို့ဗျာဆိုခမရကဒီ passport ရလို့စင်ကာပူဒိုးရတယ်စင်ကာပူတို့ BNN တို့ထိုင်းတို့တော့ရောက်ပါပြီတဲ့ဟိုမှာဘယ်နေရာသွားလို့သွားမှလည်းမသိဘာသာစကားကလည်းမကျွမ်းကျင်တူခိုက်ကလည်းမရှိမငှားနိုင်တကူတော့ပဲဒိုးကျင်တယ်ဆိုရင်ခမရဘယ်လိုလုပ်အမေဒါဘယ်သွားရမှာဘယ်ဆိုင်မှာစားရမှာဈေးကဗမာရှိတာနာမည်ကြီးတဲ့နေရာတွေကဗမာလဲဈေးအသေးနေရှိတဲ့ဟိုတယ်တွေကဗမာလဲငါဘယ်လိုငှားရမှာလဲဆိုပြီးတော့ပြောမှာလားမလုံနဲ့အဲ့ဒါတွေကဘိုးတော်ဖေးဘာကြီးတော့လက်ထက်တီးပွားမဲနဲ့စူဖီယာလက်တို့ချင်းတွေ့တဲ့ခေတ်မှာကြမ်းခဲ့ပါပြီဆိုအခုက2026ကိုရောက်ပြီဖြစ်တဲ့အတွက်ဒီလိုမျိုးခီးသွားတဲ့အခါပြည်တွင်းမှာဖြစ်ပြည်ပပဲဖြစ်ဘာသာစကားအခက်အခဲနေရာထိုင်ခင်းအခက်အခဲကားပြက်လို့ workshop ကအစ beauty salon gym ကအစအဝတ် shop ပေးတဲ့လုပ်ငန်းခွေးခေါ်လို့ရတဲ့ hotel အစုံကြုံရတဲ့ပြဿနာတွေအားလုံးကိုဖုန်းတစ်လုံးထဲကနေအကုန်ပြီးပက်စီမှာကိစ္စလေးဒီနေ့ပြောမှာပတ်စံလည်းမပေးရဘူး free free လည်းဖြစ်တယ်ခင်ဗျားတို့ခီးသွားတဲ့အခါမှာကြုံရတဲ့ပြဿနာအကုန်လုံးကိုတထောင်တနေရာကနေကူညီပေးနိုင်ပါတယ်နာမည်က visit 77လို့ခေါ်ပါတယ် Android ရော iPhone မှာပါအလကား free download လုပ်လို့ရပါတယ်လောလောဆယ်ကျွန်တော်လေးလာကြည့်ရတဲ့လောက်ပေါ့နော်ဒီ app မှာထည့်ထားတဲ့သတင်းအချက်အလက် hotel resident တွေလက်ပတ်စံနေရာစားတော့ဆိုင်နိုင်ငံခြားဒါ Europe food restaurant တွေကားပြက်လို့ workshop မှာရှာရမှမသိဖြစ်နေတဲ့သူတွေအတွက် workshop တို့ salon တို့တီလေးတွေအတွက်ပေါ့နော်ဈေးကန်းတို့မုတ်ဆိုင်တို့ပြီးတော့ဒီ entertainment ဘိုင်းကိုပေါ့နော်ဘယ်မျိုးပဲရောက်ညာပိုင်းရောက်တာနဲ့သိတယ်မလားဇာတိသွေးဇာတိမှန်တွေတက်ကြွပြီးတော့သွားခြင်းတဲ့သူတွေအတွက်ပါဒီမှာအကုန်လုံး information ရပါတယ်ဆိုတော့ကောင်းကျိုးကကျွန်တော်တို့လုပ်ငန်းရှင်ဆိုရင်လေဒီ app မှာကိုယ့်ရဲ့ဆိုင်ကိုယ့်ရဲ့ဈေးကန်းကိုယ့်ရဲ့လုပ်ငန်းကို free account ဖွင့်ပြီးတော့ visit 77 digital travel platform မှာအခမဲ့ကြော်ညာထားလို့ရပါတယ်လောလောဆယ်တော့မြန်မာစင်ကာပူ BNN ထိုင်းဒီ၄နိုင်ငံမှာရှိသမျှလေဘက်စရာတဲခိုဖို့တွေစားသောက်ဖို့အကုန်လုံးကိုရောက်နေတဲ့မြို့အပေါ်မူတည်ပြီးတော့တဆင့်ချင်းရွေးချယ်နိုင်ပါတယ်ဒါဥမာကျွန်တော်ကထိုင်းသွားတယ်ပဲဆိုကြပါစို့ပေါ့နော်ဆိုတော့ထိုင်းနိုင်ငံကိုရွေးလိုက်မယ်ဆိုရင်အဲ့ဒီမှာမြို့တစ်မြို့ချင်းစီကြာလာလိမ့်မယ်ဆိုတော့ထပ်ပြီးတော့ထိလိုက်မယ်ဆိုရင်အဲ့ဒီမြို့မှာရှိတဲ့ travel info အကုန်လုံးကိုသူတို့ကစာရင်းပြုစုပေးထားတယ်ဆိုတော့တီးတန့်ကြီးဒီမြို့ရောက်ရင်ဘာတွေကနာမည်ကြီးတာလဲကမ်းခြေမှာဘာတွေကရှိတာလဲဖះเจ้าနဲ့တာတနီကအစာဦးရဲ့ဗမာလဲဆိုတော့အဲ့ဒီမေးခွန်းတွေအကုန်လုံးကိုဒီ app တစ်ခုတည်းကနေဖြည့်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ဆိုတော့မြန်မာနိုင်ငံဆိုရင်လည်းဒီအတိုင်းပဲပေါ့နော်ဆိုတော့နိုင်ငံကိုရွေးလိုက်တာနဲ့မြို့ကြီးတွေအကုန်လုံးကြာလာပါတယ်ဆိုတော့ကိုသွားမဲ့မြို့ကိုဖြစ်စေလက်ရှိကိုရောက်နေတဲ့မြို့ကိုဖြစ်စေထောက်လိုက်တာနဲ့အဲ့ဒီမှာစင်ရင်းတွေအများကြီးထွက်လာဥပမာရန်ကုန်ကိုကအလဲလာတဲ့ဆိုရင်ဆိုတော့ဒီမှာရှိတဲ့ hotel နဲ့ resident တွေကဘာမှရှိတာလဲသူတို့ရဲ့အပြင်စင်ကအစပေါ့နော်လိပ်စာဖုန်းနံပါတ်ပုံနေထဲမှာဖော်ပြထားတာဖြစ်တဲ့အပြင်ကိုမှဈေးကိုပါကိုနဲ့ကိုက်မဲ့ budget ကိုချိန်ပြီးတော့နေထိုင်နိုင်ပါတယ်ဆိုတော့ပြီးတော့ Google Map နဲ့ပါ link လုပ်ပြီးတော့ညွှန်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတည်း map ထောက်ပြီးတော့ဒိုးနိုင်ပါတယ်ဘယ်လောက်မိုက်နော်ရုပ်စွာအစုံပြကိုမှခလေးရှိလို့ခလေးကစားကွယ်မှာရှိလဲဆိုတာကအစကိုရောက်နေတဲ့မြို့ပေါ်မူတည်ပြီးတော့လိုက်ကြည့်လို့ရမြို့တိုင်းတော့မဟုတ်သေးဘူးပေါ့နော်စရင်ပြုစုထားတဲ့မြို့တွေလောက်ပဲဒီမှာရနိုင်ပါသေးတယ်ဆိုတော့အဲ့ဒီအတွက်ကြီးကလည်းကျွန်တော်တို့ဘာမှမပေးရပါဘူးမိုက်တယ်ပေါ့နော်ခီးသွားရင်လည်းကားပြက်တယ်ပေါ့ဆိုတော့ workshop ကဘယ်မှာမှလည်းခင်ဗျားမသိဘူးဆိုတော့ဘယ်ကိုခေါ်မှလည်းမသိဘူးဆိုရင်ဒီကောင်ကစီးတစ်ခွက်ဖြစ်နိုင်ပါတယ်ကိုရောက်နေတဲ့မြို့ကိုရွေးအဲ့မှာ vehicle and repair service ကိုထိလိုက်တာနဲ့သူတို့စရင်ပြုစုပေးထားတဲ့ site တွေတွေ့ပါလိမ့်မယ်ဖုန်းဆက်ပြီးတော့ခေါ်လိုက်ပေါ့နော်ဖော်ပြထားတဲ့လုပ်ငန်းရှင်တွေဆိုရင်လည်း customer ရမယ်အခက်အခဲဖြစ်နေတဲ့ခရီးသွားတွေဆိုရင်လည်းအဆင်ပြေပါတယ်ဆိုတော့အခုထိတော့တော်တော်လေးစုံနေတာကိုတွေ့ရပါတယ်လိုအပ်ချက်တချို့တော့ရှိသေးတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့နောက်ပိုင်းသူတို့ထပ်ပြီးတော့ပြင်ဆင်ပေးသွားအောင်မယ်လို့တော့သိရပါတယ်ဆိုတော့မြို့ကြီးတွေအကုန်လုံးကတော့ဒါစေးရုံစေးကန်းကအစတော်တော်လေးစုံနေတာကိုတွေ့ရပါတယ်ဆိုတော့ပြည်ပအကြောင်းလေးဆက်ပြောဆိုတော့ခမားကပြည်ပထွက်မယ်ဆိုရင်လောလောဆယ်ဒီမှာလမ်းညွှန်ပေးနိုင်တဲ့နိုင်ငံကထိုင်းရယ်ဗီယက်နမ်ရယ်စင်ကာပူရယ်ဆိုပြီးတော့ရှိဆိုတော့ထပ်ပြီးတော့လည်းအရှေ့တောင်အာရှနိုင်ငံတွေအထိဒါသူတို့ data တွေထပ်ပြီးတော့ပြုစုအောင်မယ်လို့လည်းသိရပါတယ်စင်ကာပူဆိုရင်လည်းထိုနည်း၎င်းအတိုင်းပဲနိုင်ငံကိုထိလိုက်တာနဲ့ visit လုပ်လို့ရမယ့်နေရာတွေတမိုင်းနဲ့ဆိုင်တဲ့အထင်ကြီးရနေရာတွေကမ်းခြေနာမည်ကြီးတရားကအစပေါ့နော် hiking အစုံကိုဖော်ပြပေးထားပါတယ်ထိုင်းမှာလည်းထိုနည်း၎င်းပဲမြို့တစ်မြို့ကြီးစီကိုကပြန်ပြီးတော့ရွေးချယ်မယ်အဲ့ဒီမှာရှိသမျှနာမည်ကြီးနေရာအကုန်လုံးကိုဖုန်းထဲကနေရှာပြီးသွားလို့ရပါတယ်သွားတာတော့ကိုယ့်အနေနဲ့ကိုသွားပါဗျာ visit 77ကတော့လိုက်ပို့ပေးမှာတော့မဟုတ်ဘူးပေါ့နော်အဆုံးသက်ပြောရမယ်ဆိုရင်ပြည်တွင်းအတွက်လည်းအကူနဲ့စိမ့်တဲ့နေရာတွေသွားတဲ့အခါမှာပဲဖြစ်ရန်ကုန်မန္တလေးလိုမျိုးပေါ့နော်တချို့ကိုမသိသေးတဲ့ information တွေအကုန်လုံးဒီမှာတော်တော်လေးစုံပါတယ်ပြည်ပသွားတဲ့အခါမှာလည်းတိုးဂိုက်တူးလိုမျိုးမြန်မာလိုကြီးပံ့ပိုးပေးနိုင်ပါတယ်တကူတော့ခရီးသွားခြင်းတဲ့သူတွေမိသားစုလိုက်အပျော်ခရီးသွားခြင်းတဲ့သူတွေအတွက်တော့ဒါလေးကရွှေရင်းလို့ပြောရပါမယ်နောက်ပြီးတော့ဘာသာစကားကလည်းမြန်မာရယ်ထိုင်းရယ်တရုတ်ရယ်အင်္ဂလိပ်ရယ်ဘာသာလေးမျိုးနဲ့ရွေးချယ်လို့ရတာဖြစ်တဲ့အတွက်ဘယ်နိုင်ငံကိုပဲရောက်ကိုမိခင်ဘာသာစကားနဲ့ဖော်ပြထားတဲ့လမ်းညွှန်မှုကိုရနိုင်တာမို့လို့ language အခက်အခဲဖြစ်နေတဲ့သူတွေအတွက်လည်းအတော်လေးအတော့ဝင်ပါတယ်
ဆိုတော့ visit 77ကအရင်ခေတ်တုန်းကရန်ကုန်လမ်းညွန်တို့မန္တလေးလမ်းညွန်တို့လိုမျိုးပေါ့နော်စာအုပ်ကြီးတွေလိုမျိုးပဲအိတ်ဆောင် pocket app တစ်ခုလို့တော့ကျွန်တော်ကတော့မြင်မိပါတယ်ဆိုတော့ Android ရော iPhone ပါရပါတယ် VPN လည်းအခက်အခဲလည်းမရှိဘူး link ကိုတော့ကျွန်တော်ချမပေးပါဘူးကိုကနဲ့ကို Play Store နဲ့ App Store မှာ visit 77လို့ရိုက်ရှာလိုက်ကြာလာပါလိမ့်မယ်မကြခင်လဲထိုင်းစင်ကာပူ VN အပြင်ကိုမှတခြားသောအရှေ့တောင်အာရှစည်ရင်းတွေပါလာအောင်မှဆိုတော့တော်တော်လေးကိုပြည်တွင်းပြည်ပခီးသွားလမ်းညွန် app တစ်ခုဖြစ်မယ်လို့တော့ပြောရင်းနဲ့ဒီနေ့ရဲ့ app review ကိုဒီမှာနေမဲ့အဆုံးသတ်ခြင်းပါတယ်။နာမည်က visit 77လို့ခေါ်ပါတယ်။ map location မှာထည့်ပေးထားလို့အလွယ်တကူသွားနိုင်ပါတယ်။အားလုံးကျေးဇူးများပဲတင်ပါတယ်။